ငါပြောမှာဟုတ်လားအမေကငါဒီနေ့ဈေးရောက်လို့ဒီမှာဒီချိန်လေးတွေရောက်မယ်ဆိုတော့အဖုန်းကြည့်လိုက်တဲ့ခါကျတော့ဖုန်းကြည့်လိုက်တဲ့ခါတော့ဟိုကတော့ရှိပါတယ်နှစ်လပိုင်းရလို့ပြောတာပဲမြောင်းမြကတောင်းသူလေးကိစ္စကြည့်ပြီးတော့လေအသားတွေဆက်တော့တယ်လားစဉ်းစားကြည့်တယ်ဒီကလေးတွေနော်ကလေးတွေအရွယ်ဒီကလေးတွေအရွယ်မှာကြီးစားအုပ်စုဖွဲ့ပြီးအနိုင်ကျင့်ကြတယ်ဒီအောင်အခုပြန်ကြားတယ်ပြန်ပြီးကြတော့အလောက်ခံရတဲ့ကလေးကကြောင်းပြောင်းပြီးတော့လောက်တဲ့လူတွေကကြောင်းဆက်တက်နေတယ်တဲ့ငါပြောတာငါတို့ကသားသမီးချင်းကိုချင်းစားပါတယ်ဒါပေမဲ့ကလေးဆိုတာမှတ်လောက်သားလောက်လုပ်ပေးရတယ်သိလားမသဘောကမှင်နေတားပြီးတော့တစ်နှစ်နားတယ်သားသမီးချင်းကိုချင်းစားလို့မဟုတ်ဘူးနော်သားသမီးချင်းကိုချင်းစားလို့ပြောတာဒီအရွယ်တွေကမှဒီလောက်ဖြစ်နေတဲ့ဒီကလေးတွေကိုဒီလိုမှမဆုံးမလို့ရှိရင်လေမိဘတွေခေါင်းကိုနင်းသွားမှာဆရာမတွေခေါင်းကိုနင်းသွားမှာသိလားနော်စဉ်းစားကြည့်တယ်ဟိုကလေးဘယ်လောက်တော့တနာဖို့ကောင်းတယ်ကျမိဘတွေရဲ့နေရာစဉ်းစားကြည့်တယ်ဒီကလေးရဲ့မိဘတွေဘယ်လောက်တောင်ရင်နာလိုက်မလဲဒီကလေးလေးကိုစဉ်းစားကြည့်ဘယ်လောက်တောင်ရင်နာလိုက်မလဲနော်ဒီစဉ်းစားကြည့်နောက်ပြောချင်တာအဲ့ဗီဒီယိုကိုကြည့်တဲ့ချိန်မှာနင်တို့တခြားကြည့်တယ်မလားဒီကလေးတွေဖြစ်နေတဲ့ဟာကိုလာကြတယ်လာတဲ့လူကြီးတွေရှိကြတယ်လူကြီးတွေဆိုတော့သူတို့ဘာဟိုတောင်ရှိတဲ့လူပြောတာမဟုတ်ဘူးလမ်းသွားလမ်းလာနေရှိကြတယ်ဆိုင်ကယ်နဲ့ပြန်လှည့်ပြီးထွက်သွားတယ်ဒီခလေးမလေးတွေကိုသူတို့អော်လို့မရဘူးလားငါပြောချင်တာသူတို့អော်လို့မရဘူးလားအော်ဒါလူကြီးတယောက်ကလည်းဟဲ့နေတော့ဘာဖြစ်တာလဲဒီလို order လုပ်ချင်ဘာပဲပြောဒီကလေးမလေးဒီလောက်ထိမခံအောင်လူပေါင်းလာတာနော်ငါလိုမိဘကလေငါလိုမိဘဆိုရင်လေဒီလိုအနိုင်သူများကိုအနိုင်ကျင့်မဲ့ဟာလဲငါတို့ကလက်မခံဘူးနော်ငါသားသမီးကိုလာပြီးအနိုင်ကျင့်ရင်လဲငြိမ်မခံဘူးဟုတ်လားဒါပေမဲ့ဒီခလေးအုပ်စုဝိုင်းပြီးလုပ်တဲ့ဗီဒီယိုတောင်ရိုက်ပြီးတင်ရတဲ့ဆိုတော့နည်းနည်းစကေးမဟုတ်ဘူးနော်စဉ်းစားကြည့်ဒီကလေးတွေကိုကြည့်လိုက်နည်းနည်းစကေးမဟုတ်ဘူးအဲ့တော့မပြောချင်ဘူးဒါပေမဲ့အဲ့ဒီမြောင်းမြမှာနေတဲ့တာဝန်ရှိသူတွေကပြောချင်ပါတယ်ဆရာမကြီးကိုလည်းပြောချင်ပါတယ်ပညာရေးမှုကိုလည်းပြောချင်ပါတယ်ဟုတ်လားတမတောင်းပန်ပါတယ်ဒါဒီလိုကိစ္စမျိုးဆိုတာလေထိတိရောက်ကလုတ်ပေးရတယ်အဲ့တော့မှနောက်ကလေးတွေကနောက်မလုံမှာဟုတ်လားမဟိုကြောက်တက်တဲ့ကလေးလုတ်ဟိုငြိမ်နေတဲ့ကလေးအေးတဲ့ကလေးဆိုလို့ရှိရင်လေအဲ့လိုအနိုင်ယူတတ်တဲ့ဒီလိုအုပ်စုကလေးအုပ်စုကတတ်ကိုရှိတာသိလားမလားမှတ်လောက်သားလောက်အောင်လုပ်ပေးရမှာမှတ်လောက်သားလောက်အောင်လုပ်ပေးရမှာအခုကကျတော့ခလေးကတကယ်ခံရတဲ့ခလေးကကြောင်းပြောင်းပြီးတော့လုတ်တဲ့ခလေးကကြောင်းတက်နေတယ်ဆိုတော့အရက်ကတို့ကြီးကြားလို့မှကောင်းသေးရဲ့လားစဉ်းစားတာကြည့်ကြအောင်နော်ကဲစဉ်းစားတာကြည့်ကြအောင်နော်အဲ့ကလေးမိဘတွေလည်းစုံမပါကိုသားသမီးတွေစုံမမရိုင်းနေတာကိုစုံမသိလားမပြောချင်ဘူးနော်